PDF တွေဘလောက်တိုက်ဘလောက်ပဲမြို့သိမ်းစခန်းသိမ်းတွေတိုက်မင်းအောင်လှိုင်ကအပြုံးမပြတ်ဘူးတဲ့သူတို့ပြောတယ်လေတကယ်လဲဟုတ်တယ်မင်းအောင်လှိုင်ကလုံးဝအပြုံးမပြတ်ဘူး PDF တွေစခန်းဘယ်နှခုသိမ်းမြို့ဘယ်နှခုသိမ်းမင်းအောင်လှိုင်ကလုံးဝအပြုံးမပြတ်ဘူးအဲ့ဒါတော့သိကြတယ်ဗျနော်တော်လန်ရေး9နှစ်တာကာလအတွင်းမှာဒီအောက်ခြေစစ်သား9000လောက်တည်သွားတယ်အဲ့ဒီအောက်ခြေစစ်သားတွေရဲ့အလောင်းကိုနော်ရှေ့တန်းမှာလုံးဝလာမကောက်ဘူးကြီးထိုးအဲ့မှာဒေတာကန်တွေနဲ့ PDF တွေကမနေနိုင်လို့ပုတ်စော်နံလို့ဆိုပြီးတော့မှအဲ့ဒီတည်နေတဲ့စစ်ခွေးအလောင်းတွေကိုမြေမြုပ်တကြိုပေးနေရတယ်သူတို့စစ်တပ်ကလုံးဝလာမကောက်ဘူးเนาะအဲ့တော့မင်းအောင်လှိုင်ဘာကြောင့်အပြုံးမပြတ်ရတယ်လဲဆိုတော့အကြောင်းပြချက်ကနှစ်ချက်ရှိတယ်ဗျပထမတစ်ချက်ကမင်းအောင်လှိုင်နဲ့သူ့သားသမီးသူ့မိသားစုတွေအကုန်လုံးရဲ့ပိုင်ဆိုင်မှုကမြန်မာနိုင်ငံမှာမရှိတော့ပိုင်ဆိုင်မှုဆိုတာကရွှေ့ပြောင်းလို့မရတဲ့အဆောက်အအုံတွေပဲရှိတယ်အခုလက်ရှိမင်းအောင်လှိုင်သားကမြန်မာနိုင်ငံမှာလုပ်နေတဲ့စီးပွားရေးဆိုတာကမင်းအောင်လှိုင်ရဲ့ဒီအမိတ်အာဏာနဲ့ပတ်စံတပြားမှရင်းစရာမလိုပဲနဲ့အမိတ်အာဏာနဲ့လှုပ်လို့ရတဲ့စီးပွားရေးတွေပဲရှိတယ်မင်းအောင်လှိုင်သမီးလုပ်နေတဲ့ဟာလည်းဒီအတိုင်းပဲပတ်စံတပြားမှရင်းစရာမလိုပဲနဲ့မင်းအောင်လှိုင်ရဲ့အမိတ်အာဏာနဲ့လှုပ်နေတယ်ပြောချင်တာကအခုမြန်မာနိုင်ငံမှာရှိနေတဲ့မင်းအောင်လှိုင်မိသားစုရဲ့ပိုင်ဆိုင်မှုဆိုတာကရွှေ့ပြောင်းလို့မရတဲ့အဆောက်အအုံပဲဖြစ်တယ်တကယ်တန်ဖိုးကြီးတဲ့ကြောက်မြက်ရတနာတွေနော်ဒေါ်လာတွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေဘဏ်အကောင့်တွေအကုန်လုံးကိုနိုင်ငံခြားကိုပြောင်းလာပြီးနောက်ဆုံးကုန်ပြောမယ်ဗျာတော်လန်ရေးတပ်တွေတက်ကကြဆုံးသွားခဲ့ရင်တောင်မင်းအောင်လှိုင်ကအပြုံးမပြတ်ဘူးသူ့မိသားစုပိုင်ဆိုင်မှုတွေကနိုင်ငံခြားကိုရွှေ့ပြောင်းထားပြီးနောက်ဆုံးနေပြည်တော်ကြလူဆဲနေပြည်တော်ကြတော့မယ်ဆိုရင်မင်းအောင်လှိုင်ကအตาအရာလေးပြေးသွားရုံပဲเนาะမင်းအောင်လှိုင်တို့နဲ့စနစ်ချင်းတူတဲ့မင်းအောင်လှိုင်နဲ့အကြည့်ချင်းတူတဲ့စစ်အာဏာရှင်နိုင်ငံတစ်ခုကိုသူတို့ကအตาလေးပြောင်းသွားရုံပဲဘာလို့လဲဆိုတော့သူတို့ပိုင်ဆိုင်မှုတွေကပြောင်းပြီးတာအရန်တိနေရုံပဲအဲ့တော့ကျွန်တော်တို့ဒီမှာတော်လှန်ရေးတပ်တွေเนาะ PDF တွေတိုင်းသားလက်နက်ကင်တွေအကုန်လုံးစုပေါင်းပြီးနေပြည်တော်ကိုထိုးစစ်ဆင်လို့နေပြည်တော်ကျသွားလို့အကြမ်းဖက်အာဏာယူခေါင်းဆောင်တွေကပြေးသွားပြီဆိုရင်ဒီမြန်မာနိုင်ငံမှာကြံခဲ့မှာကနော်သူတို့ထမင်းတဝန်းကိုတက်တာချောင်းလဲစားရဖို့အတွက်ပြည်သူလူထုနဲ့စန့်ကျင်ပြီးတော့စစ်တပ်ကိုလော်ဘီလုပ်ပေးနေတဲ့စစ်တပ်ထောက်ခံတဲ့လူတွေကမြန်မာနိုင်ငံမှာကြံခဲ့မှာအဲ့တော့အာဏာယူစစ်ခွေးကပြေးသွားရင်အဲ့ဒီလူတွေမြန်မာနိုင်ငံမှာကြံခဲ့မယ်ကျွန်တော်တို့ကတော့လုံးဝဒါကိုခွင့်လွှတ်မှာမဟုတ်ဘူးသူတို့လှုပ်ခဲ့တဲ့အတိုင်းအကျိုးသက်ရောက်မှုကိုတံပြန်ခံစားရစေမယ်အဲ့ဒါကတော့အသေးကြပဲအဲ့တော့သူတို့ပြောခဲ့တယ်လို့ပဲမင်းတို့ဘလောက်တင်းဘလောက်တိုက်တက်ချုပ်ကြီးကတော့အပြုံးမပြတ်ဘူးဆိုတာတကယ်အမှန်ပါလုံးဝအပြုံးပြတ်မှာမဟုတ်ဘူးမင်းအောင်လှိုင်ကကြိုတင်ပြင်ဆင်ထားပြီးတာတော်လှန်ရေးတပ်ဖွဲ့တွေတိုက်လို့နေပြီးတော့ကြရင်သူ့ပိုင်ဆိုင်မှုတွေကနိုင်ငံခြားပြောင်းပြီးတာသူတို့မိသားစုကလေရင်လေးနဲ့အตาအရာထွက်သွားရုံပဲတကယ်လို့အခြေအနေတစ်ခုပြောင်းလို့အာဏာဆက်ရရင်လည်းမြန်မာတနိုင်ငံလုံးကိုသူ့မိသားစုအပိုင်ဖြစ်နေပြောင်းရွှေ့ပြီးအပိုင်သိမ်းလိုက်ရုံပဲမင်းအောင်လှိုင်အတွက်ကနစ်နာစရာဘာအကြောင်းမှမရှိဘူးအဲ့တော့နစ်နာစရာရှိတာကအခုအောက်ခြေကစစ်သားတွေစစ်အရာရှိတွေအခုဆိုရင်တော်လှန်ရေးတပ်ဖွဲ့နဲ့ PDF တွေတိုက်လက်ထဲမှာเนาะ G1 တို့ G2 တို့တပ်မမှုတို့တပ်ရင်းမှုတို့ဗျူဟာမှုတို့ဆိုတာအယောက်ပေါင်းမနှဲတော့ဘူးအဲ့တလောက်ယာဒူးကြီးတဲ့အကောင်တွေတည်နေတာတောင်မှမင်းအောင်လှိုင်ကတကယ်ကိုအပြုံးမပြတ်ဘူးဗျာဘာလို့အပြုံးမပြတ်တာလဲဆိုတော့စစ်တပ်မှာကယာဒူးတွေဖောင်းပွားနေတယ်ကိုတိုင်းရင်းသားပြည်သူတွေကိုလှက်ပတ်ပြီးတော့ရက်ဆက်တက်ဖြတ်နေတဲ့လူတွေကိုယာဒူးတွေပေးနေရတော့စစ်တပ်ထဲမှာယာဒူးတွေဖောင်းပွားနေတယ်အဲ့တော့ဒီအရှိကအကောင်တွေကိုယာဒူးတွေအကုန်ပေးပြီးသွားပြီဆိုတော့နောက်တက်လာမဲ့အကောင်တွေကိုယာဒူးပေးစရာမရှိဘူးအဲ့တော့ဒီမှာတော်လန်ရေးတပ်ဖွဲ့တွေကဒီတပ်မမှန်းတွေG2တွေကိုတောက်လျှောက်တက်ပေးနေတာဖြစ်တဲ့အတွက်မင်းအောင်လျတကယ်ကိုအပြုံးမပြတ်ဘူး
အဲ့တော့မှနောက်ကပြီးရင်ပြည်သူလူထုကိုဆက်ပြီးတက်ခိုင်းမယ်အဲ့တော့အဲ့ဒီကောင်တွေကို PDF တွေကတော်လှန်ရေးတပ်ဖွဲ့တွေကတခါရှင်းပစ်လိုက်ပြန်ရင်နောက်တက်လာတဲ့ကောင်တွေကိုယာဒူးထပ်ပေးမယ်ပြည်သူတွေကိုထပ်တက်ခိုင်းမယ်အဲ့တော့ PDF တွေကတော်လှန်ရေးတပ်ဖွဲ့တွေကတခါရှင်းပစ်လိုက်ပြန်မင်းအောင်လိုင်ကအဲ့ဒါကြောင့်ဘလောက်ယာဒူးကြီးတဲ့အကောင်ပဲသိသိဘယ်နှမျိုးပဲတိမ့်သိမ့် तू ကတကယ်ကိုအပြုံးမပြတ်တာဒါကိုဘယ်သူတွေနားလည်ဖို့လိုလဲဆိုတော့စစ်ဘောမတွေနဲ့အခုမင်းအောင်လိုင်ခိုင်းသမျှပြည်သူလူထုကိုရက်ဆက်ဆက်လေရင်ဘုံကျဲလက်နက်ကြီးတွေနဲ့ပြစ်ခတ်ရွာတွေကိုမီးရှို့နေတဲ့စစ်ခွေးတွေဒါတွေကိုကောင်းကောင်းနားလည်ဖို့လိုတယ်မင်းတို့တွေ